မွေထားရဲ့နာမည်ကျော်တဝန်ချိုင်းကိုဒိုင်ပွဲရနဲ့နိုင်ပြခဲ့တဲ့ဂျပန်ဖိုက်တာမာဂါဆာကီနိုအီဒီအားလုံးပဲမင်္ဂလာပါဒါဒီတဲ့ဂျာယူရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါတယ်ဂျာပြဖဲသာဝေးကေပေါင်စင်ကောင်းစင်အောက်မှာထိုးခဲ့ကြတဲ့တဝန်ချိုင်းနဲ့နိုအီဒီရဲ့ပွဲဟာလည်းပွဲကြိုက်ခင်နေတဲ့စိတ်ဝင်စားနဲ့စောင့်ကြည့်ခဲ့ကြတဲ့အဓိကတွဲဆိုင်တစ်ခုဖြစ်ခဲ့ပါတယ်စူပါဘုံကိုဖဲသာဝေးမွေထားမှာအလဲထိုးပြီးတော့ချန်ပီယံကပတ်ကိုသိမ်းပိုက်ပြထားတဲ့တဝန်ချိုင်းဟာဖဲသာဝေးကေပေါင်စင်ဂျာပြချန်ပီယံကပတ်ကိုလည်းမျက်စိကျလာတဲ့ချက်ထရီကအတွေ့အကြုံရင့်ချက်ပြီးအကြံများတဲ့ဂျပန်သားနဲ့ပွဲတည်ပေးလိုက်တာပါမာဂါဆာကီနိုအီဒီဟာ K1 မှာလည်းအောင်မြင်မှုတွေရယူထားတဲ့ဖိုက်တာတယောက်ပါပဲတဝန်ချိုင်းကတော့သူ့ရဲ့အရွယ်ကောင်းအချိန်ကောင်းကိုရရှိနေတဲ့ဖိုက်တာ2ဖြစ်ပြီးတော့ငွေထိုင်းမဲ့ချမ်းမှာတော့ပြိုင်ဘက်ကင်းဖိုက်တာ2ပါပဲပထမချီမှာတော့ဒူးနဲ့ဒူးသွေးတို့ဆန်းခဲ့ကြပြီးဘယ်သူမှတော့ထိထိရောက်မထိုးပြနိုင်ခဲ့ပါဘူးဖိုက်တာနှုတ်လုံးခြေကန်ချက်တွေအသားပေးပြီးတော့အကွာဝေးတစ်ခုထားဆော့ခဲ့ကြပြီးဒုတိယချီမှာတော့သူမေးကိုမေးတွေမေးကနေရဲတွေဖြစ်ကုန်ကြပါတယ်သုံးချီမြောက်မှာတော့တဝန်ချိုင်းကို body shot တွေဘယ်နာလက်သီးတွေပြစ်သင်းပြပြီးတော့တတိယချီလဲလောက်မှာနိုအီဒီယာလာဖူမီကတဝန်ချိုင်းအမှတ်စဉ်စပြီးတော့ကြီးခံလိုက်ရပါတော့တယ်အတော့ထီသွားပုံရပြီးတော့မူးဝင်နေတဲ့တဝန်ချိုင်းကိုနိုအီဒီကဒရဇက်ဖီအားပေးထိုးပါတော့တယ်လာဖူရိုက်ကိုနဲ့အဘကတ်တွေဒရဇက်ကျွေးခံလိုက်ရတာကြောင့်တိုင်အောင်ပွဲကိုရက်ခဲ့ရပြီးတော့နိုအီဒီကပဲထိုက်တန်တဲ့အောင်ပွဲကိုရရှိသွားခဲ့ပါတယ်တော်တော်များများကတော့တဝန်ချိုင်းနိုင်မယ်လို့တွက်ထားကြမယ်တကယ်တမ်းမှာတော့နိုအီဒီကအန်သေးစာကောင်းတော့နီးစတစ်ပိုင်းနဲ့တူပါဝါပြင်းထန်တဲ့တဝန်ချိုင်းကိုပွဲတွေမှာအကောင်းဆုံးဂိုင်းတွေကလဲထိုးရလိုက်တဲ့သူပဲဂျားဖြတ်ဖဲသာဝိတ်ကိပောင်စင်ကပတ်ကိုရရှိပိုင်ဆိုင်သွားခဲ့တာပါဒါကြောင့်သူမပိုင်နိုင်တဲ့နေပယ်တွေကိုစကြက်ချဲ့လာတဲ့တဝန်ချိုင်းတွက်ကတော့ကိပောင်စင်ဘတ်ချောင်းအင်ပါချဲ့မယ်ဆိုရင်အများကြီးချိန်ယူပြင်ဆင်လေ့ကျင့်အောင်မှာဖြစ်ပါတယ်ဂျပန်သားကတော့အကြံများပြီးတော့ဂျားဖြတ်ကိပောင်စင်ချန်ပီယံဖြစ်လာခဲ့သလိုဘောနတ်စ်ဒေါ်လာ9000စကူရရှိခဲ့လို့ဂျာအီလိုသာသူ့နေရာမှာဆိုရင်တော့အေမီဆန်တို့တတိုင်းနဲ့ကီမူဂျီတွေလုံးလုံးတောင်ရနေပြီပဲဖြစ်ပါတယ်ဇုံလီဂျီဗီလာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ